Good morning everyone အားလုံးပဲမင်္ဂလာပါဒီနေ့ကအမဲသားနှစ်ပြတ်မှာဖြစ်ပါတယ်အမဲသားကိုအရွယ်တော်လေးတုံးပြီးတော့ပထမဦးဆုံးတံမယာတီးလေးနဲ့နှပ်ထားပါမယ်နောက်ပြီးတော့အစင်းသိမ့်ပြင်ထားရမှာကစနွေးငရုတ်တီးအစိမ်းမုံမဆလာနောက်ပြီးတော့စားအရသာမုံနဲ့ပြည့်တော်သိမ်းရွက်ဖြစ်ပါတယ်ပထမဦးဆုံးအိုးပူလာလို့ရှိရင်စီထည့်ပါမယ်ဒီနေရာမှာကျွန်မစီပြန်နေနှက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စီကိုတိတ်ပြီးတော့မနေဘူးပေါ့နော်အနေတော်လေးတော့ထည့်ပါတယ်အမဲသားနဲ့ချိန်ပြီးတော့ပေါ့နော်နောက်ပြီးတော့စနစ်မုံလေးနည်းနည်းထည့်ပါတယ်ပြီးရင်အိုးပူလာပြီးစီပူလာပြီးဆိုလို့ရှိရင်စက်တော်လှီးထားတာလေးတွေကိုထည့်ပါတယ်ကျမကတော့ဘာချက်စီပြန်ဆိုစီတက်ပြီးတော့ချက်ပါတယ်အဲ့ဒါမှလည်းနည်းနည်းစီကိုနည်းနည်းချွေတာရရောက်တာပေါ့နော်အပေါ်ရန်လေးတွေဝေ့ပြီးတော့တကယ်လို့အစိမ်းချက်မယ်ဆိုလည်းရပါတယ်အဲ့ဒါကတော့စီနဲ့လုံးပြီးတော့ချက်တယ်ချက်နည်းပေါ့နော်ဒါပေမဲ့တိတ်စီပြန်တာကိုမမြင်ရအောင်ပေါ့နော်စီနဲ့လုံးပြီးချက်ရင်တော့စီတက်ပြီးတော့ချက်တဲ့ခါကျတော့ပိုလဲမှုေးတယ်လို့ခံယူတာပေါ့နော်ကိုယ့်ရဲ့ဒါကတော့ကိုယ့်ရဲ့အတွေးပါသူများတွေကတော့လုံးဝချိုင်နေကြိုက်တဲ့လူတွေလည်းကြိုက်မှာပေါ့နော်ကျမတို့စီသက်ချက်ပါတယ်နောက်ပြီးတော့စနွေးမုံခုနကနည်းနည်းနဲနေတဲ့အတွက်ကြောင့်မလို့စနွေးမုံကိုထပ်ထည့်ပါတယ်ပြီးရင်အဲ့ဒါလေးကိုတေချာ6အောင်ပေါ့နော်နည်းနည်းလေးကြော်ပေးပါမယ်ပြီးတော့စနွေးအစိမ်းမုံထည့်ပါမယ်ညုတ်တိအစိမ်းမုံပေါ့နော်အရာတင်မုံပေါ့နော်တိတ်ပြီးတော့မဆက်ဘူးအဲ့ကောင်ဟိုပပရီကာဆိုလဲရတယ်เนาะချီလီကိုမှတိတ်မဆက်တဲ့ချီလီဖောင်ဒါဆိုလဲရပါတယ်နောက်ပြီးတော့နှက်ထားတဲ့အမဲသားကိုထည့်ပါမယ်အနည်းဆုံးအမဲသားကတော့မိနစ်20နာရီဝက်လောက်နှက်ပြီးပို့ပြီးတော့အသားလေးတွေနှုတ်ဣပါတယ်နောက်ဆုံးစားထည့်ပါတယ်နောက်ပြီးတော့အရသာမှုန့်ပေါ့เนาะစက်သားမှုန့်လေးထည့်ပါတယ်အဲ့ဒါလေးကိုလုံးပြီးသွားလို့ရှိရင်ကျမဒီနေ့ကပေါင်းအိုးနဲ့ချက်မှာပါပေါင်းအိုးနဲ့ချက်တာဘာဖြစ်လို့လဲဆိုတော့အလူကိုအလုံးရှုပ်တက်တာစီတယ်နောက်ပြီးတော့အသားကိုလည်းနူးဣသွားအောင်သူကပေါင်းနိုင်တာပေါ့နော်အချိန်ကြာကြီးပေါင်းထားတဲ့ကြောင့်ပေါ့အသားကနူးတယ်နောက်ပြီးတော့ခဏခဏသွားမှွေနေစရာလှန်နေစရာမလိုဘူးပေါ့နော်ပေါင်းအိုးနဲ့ကြတော့အဲ့လိုလုံးပြီးလို့ရှိရင်မဆလာလေးထည့်ပါတယ်မဆလာကိုဘာလို့လဲဆိုတော့ကျွန်မနောက်ဆုံးမှလည်းချို့ကြနောက်ဆုံးမှဟင်းချကနေကြရင်ထည့်ချက်တယ်ပေါ့နော်မဆလာထည့်တယ်ပေါ့နော်ကျွန်မကတခါတည်းလုံးပြီးတော့ထည့်လိုက်တယ်ပြီးလို့ရှိရင်အဲ့ဒါလေးကိုအသားလေးအပေါ်ရန်တင်းရုံလေးကိုကြော်ပေးပါ